နောက်ထပ်ကျွန်တော်အမေးများတာပေါ့နော်ဒီ HP ရလားတို့ရေးကြရလားတို့ပေါ့နော်ဗန်ဂျိတ်တို့ကျွန်တော်အားလုံးခုမှမရပါဘူးအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်ကကားရောင်းပေးမှာမဟုတ်ပါဘူးကျွန်တော်ကိုဒီလာမေးကြတယ်ပေါ့နော်အမေးများတဲ့ဟာလေးတွေကိုကျွန်တော်ဗီဒီယိုနဲ့တော့ရှင်းပြဖြစ်ပါတယ်အမှားမျိုးပါလို့ရှိရင်လည်းခုနကသိခံပေးကြပါကျွန်တော်ရောင်းတဲ့ဒီ Chaplet Pack လေးတွေက2018 2019 2020တွေဖြစ်ပါတယ်ကားလေးတွေကတော့ကိုရီးယားနိုင်ငံနဲ့တင်သွင်းထားတဲ့ကားလေးတွေဖြစ်ပါတယ်ဒီကောင်တွေမှာဒူဘိုင်ဂရိတ်လည်းလာပါသေးတယ်ကျွန်တော်ဟာလေးတွေကတော့ 1000cc ဖြစ်ပါတယ်ဒူဘိုင်ကားတွေကတော့ 1.4 နဲ့လာတာများပါတယ်နောက်ပြီးတော့ဒီကောင်က brand တော့ American brand ကားကတော့ကိုရီးယားနဲ့တင်သွင်းထားတာဖြစ်တယ်နော်1000cc ဖြစ်တဲ့အတွက်ကိုလူတွေကကောင်းမတက်မှာတို့အဲကိုမနိုင်မှာတို့ဝိတ်မနိုင်မှာတို့စိုးရင်ကြတယ်လည်းစိုးရင်ကြမရှိပါဘူးဒီကောင်တွေကရင်းပညာအမြင့်နဲ့တုံးထားတဲ့ပုံမှာ horsepower ကြီးလည်းမြင့်ပါတယ်ဟိုဒါတုံးဆွဲဘူးရဲ့လူဆိုလည်းသိပါတယ်အဆွဲရုံအရန်ကောင်းပါတယ်တော့ဘာမှဟိုဂျပန်ကား1000လုံးနဲ့ချားစီပါပဲဘာမှမဆိုင်ပါဘူးနောက်ပြီးဒီကောင်တွေမှာ grade အဖြစ်ကတော့2018မှာဆိုလို့ရှိရင် LS LD ADZ ဆိုပြီးလာ2019မှာဆိုလို့ရှိရင်တော့ LS LD Premier ဆိုပြီးတော့ပြောင်းသွားမယ်နော် Premier နဲ့ ADZ ကဘာကွာလဲဆိုလို့ရှိရင်တော့18ကို ADZ လို့ခေါ်တယ်ပေါ့နော်19ကျတော့ Premier လို့ခေါ်တယ်19ကျတော့auto stop တခုအပူပါတော့ခလုတ်အဖြစ်ကတော့ LS ကနေစပြီးတော့ Premier အထိပါတယ်เนาะအဲ့ဒါလေးကျွန်တော်ပြပြခြင်းဖြစ်ပါတယ်ဒီကောင်ထဲမှာတော့နဲ့လာမယ် push နဲ့လည်းလာပါတယ်ဟုတ်ကျွန်တော် cash only ပဲရောင်းပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်ဗီဒီယိုအသစ်တွေလည်းအခုတင်ဖို့ရှိနေပါသေးတယ်ကျွန်တော်အားပေးကြဖို့လည်းကျွန်တော်ပန်ကြားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်